ဟယ်လိုမင်္ဂလာပါနော်ဒီကမိတ်ဆွေကိုခွန်အားပြီးတော့အတွင်းများစာအုပ်များထဲမှာတမိုင်းပို့သွားပြလိုက်ပါဆိုတဲ့ခေါင်းစဉ်လေးကိုတင်ပြပေးမှာဖြစ်ပါတယ်။ဆုံးဖြတ်နားထောင်ပြီးတောင်းဆိုကြပါမယ်ဒါဆိုစလိုက်ကြအောင်တင့်ကိုတမိုင်းလျှောက်ခန်းသူရှိလာပါရင်နှစ်မိုင်လျှောက်ပြလိုက်ပါဟုရှေးစကားတွင်တင်ချက်တစ်ခုရှိခဲ့ပါသည်အကယ်၍တစုံတဦးသည်တင့်အားအတင်းအကျပ်ပင်သူ့အရေးသူ့တာဝန်ကိုတမိုင်ညခီးပေါက်အောင်ပေပိုးဆောင်ရွက်ပေးရန်စီကိုင်းခံရလျင်တမိုင်ခီးဆုံးတင်နှင့်သူ့ချေရင်တွင်ဝင်းတို့ကိုပြချပေးပြီးသူနှင့်ဝေးရသို့ပြေးရန်မယူရပါနဲ့တမိုင်ခီးကိုလျှောက်ပါဆိုပြီးကိုစီကိုင်းတင်နေဆိုရင်ကိုကတမိုင်ခီးဆုံးတာနဲ့ဘာဖြစ်လဲသူ့ရဲ့ဝင်းထုတ်ကိုသူ့ရဲ့ချေရင်မှာချပြီးငါတောင်းရင်ကြည့်ပြီးငါတွားတော့မယ်ဆိုရင်ပြစ်ထားဖို့မဟုတ်ဘူးဆိုတော့ဆိုလိုခြင်းပဲဖြစ်ပါတယ်နော်သူတောင်းဆိုသည့်တမိုင်ထက်မကနှစ်မိုင်အထိခီးဆက်ပြလိုက်ပါသူရဲ့ခေါင်းစဉ်တက်မယ်နော်သူကတောင်းဆိုတာတမိုင်ပဲသူကတောင်းဆိုတာတမိုင်ပဲခီးလျှောက်ဖို့တောင်းဆိုတယ်ဒါမဲ့သူကနှစ်မိုင်လျှောက်ပြလိုက်ပါဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာဖြစ်ပါတယ်နော်သူ့ဝင်ထုတ်ကိုရှင်ရှင်ပြပြထမ်းပိုးလိုက်ခြင်းဖြင့်သူ့ကိုအံ့အားသွားအောင်လုပ်ပြလိုက်ပါဒါဘာလို့ဆိုလိုတာဆိုတော့သူကခိုင်းတာကိုတမိုင်ပဲလျှောက်ခိုင်းတာဒါမဲ့ကိုကသူ့ထက်မကနှစ်မိုင်လျှောက်ပြလိုက်ဆိုတာလျှောက်ပြလိုက်တယ်ဆိုတာသူ့ရဲ့အလုပ်ကိုသူကစေတနာပါနဲ့ကိုကလှုပ်ဆောင်ပေးလိုက်ခြင်းဖြစ်ပါတယ်နော်ဒါကိုဆိုလိုတာဖြစ်ပါတယ်နော်အဲ့လိုမျိုးကိုကသူ့ကိုစေတနာပါနဲ့လှုပ်ဆောင်ပေးလိုက်ခြင်းမှာသူ့စိတ်ထဲမှာအံ့အားတင်သွားစရာဖြစ်ရဆိုတာပြောခြင်းပဲဖြစ်ပါတယ်နော်စက္ကန့်မယ်နော်သူ့ကိုထားရသောအခါတွင်ရန်သူအဖြစ်ထက်မိတ်ဆွေတူအဖြစ်ထားရနိုင်အောင်ကြိုးစားပါသူ့ကခုနလိုတမိုင်ခီးလျှောက်ပြီးမှကိုကငါရဲ့တောင်းရင်ကြည့်ပြီးဆိုတော့ဘာဖြစ်လဲသူ့ရဲ့ဝင်ထုတ်ကိုသူ့ချိန်မှာချထားမယ်ဆိုရင်ဘာဖြစ်လဲကိုကသူ့ပေါ်မှာရန်သူလူမျိုးဆက်ဆံရရောက်တယ်နော်ဒီမှာပြောထားတာကသူ့ကိုဘာဖြစ်လဲရန်သူလူမျိုးဆက်ဆံရမရောက်ဘဲနဲ့မိတ်ဆွေတူအဖြစ်ဆက်ဆံနိုင်အောင်လို့ကြိုးစားဖို့ဒါဒီပေါ်လာခြင်းပဲဖြစ်ပါတယ်နော်စက်ပတ်မယ်နော်လူများစုအတွက်ဘဝသည်စိတ်ချမ်းသာမှုစုဝေးရာဘုံတစ်ခုမှသာဖြစ်ပါသည်တာဝန်ဝိရိယကိုအစေခိုင်းကြမ်းတမ်းသောတခင်စရာအဖြစ်မြင်ကြသည်ကိုတာဝန်ပေးလိုက်တဲ့ချိန်မှာဟာတကယ်ဒီကောင်ကငါ့ကိုခိုင်းတယ်တော့ကြမ်းတမ်းတယ်ဆိုတဲ့ပုံစံမျိုးကမြင်တတ်တယ်အဲ့လိုမျိုးပေါ့နော်ခိုင်းရင်ကိုရဲ့အထက်ကဆရာတွေကကိုခိုင်းပြီဟာဒီကောင်ကခိုင်းတာရက်ဆက်လိုက်တာအဲ့လိုကိုစိတ်ရောမကြည့်မလင်တာကြီးဖြစ်တတ်တယ်နော်အဲ့ဒီလိုကိုဆိုလိုရတယ်နော်စက်ဖတ်ရင်းတို့အမှန်တည်းဟုထင်သောအရာကိုမဖြစ်မနေအခြေမှသာစိတ်မပါလက်မပါလောက်ကန်နေရှိသည်ထိုအချက်နှင့်ပတ်သက်၍ဘိုးဒီကအောက်ပါတိုင်းပြောခဲ့သည်ဘဝကိုမုံမြတ်စေသောအရာသည်ကျွန်တော်တို့လှုပ်ချင်သည့်အရာကိုလှုပ်ခြင်းမဟုတ်လှုပ်ရမည့်အရာကိုနှစ်သက်စွာလှုပ်ခြင်းတည်ဟုဆိုခဲ့ပါသည်အဲ့မှနော်လှုပ်ရမယ့်အရာနဲ့လှုပ်ချင်တဲ့အရာတို့ခွဲခြားကြတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဘဝမှာနော်ကိုလှုပ်ချင်တာဒီလိုမျိုးလှုပ်ချင်ဒါမဲ့ကိုလှုပ်ချင်တဲ့အရာတဲ့လှုပ်ရမယ့်အရာကိုကိုရွေးချယ်ပြီးမှဘာဖြစ်လဲနှစ်သက်စွာလှုပ်ဆောင်ဖို့ဒါပြောထားခြင်းပဲဖြစ်ပါတယ်နော်ဒီစာအုပ်မှာဆိုရင်မိစေသင်ခန်းစာယူလို့ဆိုအများကြီးယူရပါတယ်နော်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရောစီတန်ကိုဘိုင်ဘိုင်